ဒီနေ့လေးကတော့ YC Pondi ရဲ့ကျင်းနမက်6မှာရိုက်ခဲ့တဲ့ video vlog လေးပါဒီနေ့ရဲ့ရာသီဥတုလေးကတော်တော်ကောင်းတယ်မိုးလုံးဝကျွန်တော်တို့လည်းမမိနိုင်ဘူးပေါ့နော်အေးလေးနဲ့လေလေးတဝီးဝီးနဲ့ဒီလိုမှောင်မဲနေပြီမဲ့လုံးဝမိုးမရွာပါဘူးဒါလေးကတော့ကျွန်တော် second shot လေးပေါ့နော်ကျွန်တော် iron fight လေးနဲ့လမ်းပြီးတော့ပို့ထားတာပေါ့နော်တကယ်လုံးဝမှောင်မဲပြီးတော့လုံးဝရွာတော့မယ်ပေါ့ဒါပေမဲ့လုံးဝမရွာပါဘူးဒီနီလေးကတော့ဘာဒီကို given ရိတ်သွားတာနောက်ဆုံးကျင်းကျွန်တော်လည်းပြန် try ဖို့ကြိုးစားတယ်ပေါ့နော်60 watt နဲ့နောက်လီလေးနဲ့ကျွန်တော်ဖြည်းဖြည်းလေးပဲကျွန်တော်ရဲလိုက်တယ်ဒါပေမဲ့ကျွန်တော် watt လေးကနည်းနည်းလေးလန့်ထွက်သွားသလိုနဲ့ on အောင်မောင်ပဲနဲ့နောက်ကနေချစ်ပင်တစ်ခေါက်ပြန်ပြီးတော့ချစ်ပြမယ်အခြေအနေမျိုးပြန်ရောက်ခဲ့တယ်ဒါတော့ကျွန်တော်ရဲ့ body chip လေးပါကျွန်တော် body ဝင်အောင်တော့ကြိုးစားခဲ့တာပဲဒါပေမဲ့ပါတော့မှမနေပြန် try လိုက်ရတယ်လုံးဝမပြေးဘူးပေါ့နော် green ရလည်းလေကျွန်တော်ရဲလိုက်တဲ့အချိန်မှာဒါလေးကတော့ကျွန်တော်ပါပတ်လေးပါဒီပါပတ်လေးဝင်တော့မှခုန given ရသွားတဲ့ဘာရီညီလေးကိုကက်တွေပြန်ရှာပေးရမှာပေါ့နော်သူ့အတွက်ကြီးပဲပြန်ရှာပေးရမှာပေါ့ဗီဒီယိုလေးကိုပြီးအောင်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် like and follow လုပ်ခဲ့ပေးပါအောင်နော်